ရသမားပေါင်းသူတော်ကောင်းတို့ကိုကအဲ့လိုမျိုးပြောလိုက်လို့ရှင်ကွာကြီးကြောက်ကြီးကျယ်တွေဖြစ်ကုန်ဟိုရသမားပေါင်းသူတော်ကောင်းဟုတ်တယ်လေတို့ကသူတော်ကောင်းတွေဘာဖြစ်လဲတို့ကအရက်တောက်တာလို့ကျန်တာဘူးမှတော့သူများဆော်ကားပုံတွေကကိုယ့်ဘောင်ကောင်တန်တရားလဲနေချီလန်းမှားနေတာဟုတ်တယ်မလားဟိုနောက်တော့ကသူများကမှုသားပြောဖို့နေတာကိုယ့်ဘောင်ကောင်တန်တရားလဲနေတာမှုသားလည်းမပြောနိုင်ဘူးကိုလှုပ်ရှားရှိတာလှုပ်ပါပဲတီးစရာရှိတာတီးပါပဲဘာလှုပ်ဟုတ်တွေ့တယ်ဘယ်နဲ့ဆွတ်ထုတ်လိုက်ပဲလာသားကွာဟောတော့ဘာကြီးစင်မြင့်မကောက်တော့ဘာပြင်းမယ်ဟေးမြင်းစည်းတယ်ဆိုတာတို့ကပါကင်တန်လေးကပေါက်ကွက်တောင်ဖြစ်သွားသေးတယ်ဒါမျိုးကတော့ဒါကျိုးသွားမယ်စင်မြင့်ကတော့အဖြူဆိုတော့နည်းနည်းသူကအများတယ်ကွာဒီကောင်နှစ်ပတ်မကဘူးပူတီးကြည့်လိုက်မယ်ကွာပူတီးတို့ကိုခီးတို့ကတော့ခေါ်တီးတို့စော်တီးတို့စူတီးတို့စွတ်ချောင်လို့ဆိုတာဒါကိုဘိုးတို့ပါစက်ကထွက်တာပဲစင်မြင့်ဒါစင်မြင့်နဲ့တောက်တယ်မကြီးလဲတောက်တယ်နော်အရက်သမားမှန်လို့ရှိရင်ဘယ်အရက်ကညာအရက်ကရွေးမထားဘူးကိုတို့ကနော်အရက်မရွေးဘူးဟေးစိန်ခေါ်တယ်လာခဲ့အရက်သမားလောကကိုဟုတ်သေးပါငါကြီးညာတို့ကြီးညာပဲကြောက်လားအိုက်သူကလည်းပြော့တယ်ကွာမူတီလေးနဲ့ဆိုးတော့မဆိုးသလိုဘာလို့နဲ့ဘာလို့ညာလို့ထက်မိုးဘူးလို့ပေါ့โอเคဓမီဒီမှာပကာသနာတွေမလို့ကိုတို့ကပကာသနာတွေမလို့တဘာဝအတိုင်းခရမ်းကျုပ်တီးနေတဲ့မီးရယ်နေပေါ့ရကွာဘူးလိုက်နေမော့ကြည့်တယ်ရတာလေးဘလို့ရောအိုက်မိုက်တယ်ကွာဆိုးဟာကိုရသမားယူလဲကိုကပြန်ပြီးတော့ဟိုမျက်နှာကျူသွေးရသေးတယ်ကြောကိုအဆူခမ်းပါဆိုတော့တော်ပါပြီကိုတို့ထမင်းစားတော့ပါမယ်တော့ကြဟုတ်တယ်စင်းကြီးကရေသိမ့်မလို့ရေသိမ့်မရောဘူးဟင်းရတော့ဘာဟင်းနေလဲဆိုတော့ညုံကိုတို့ဒီနေ့ပြမယ်လက်ဖက်တုံးနဲ့နော်လက်ဖက်တုံးနဲ့ငပိရည်နဲ့လက်ဖက်တုံးရငပိရည်တို့ဆရာရဲ့ဒါပဲကိုတော့တီးမှာပဲဘာလာလုံးတယ်ကိုခင်ထွေးလက်ဆေးပြီကိုခင်ထွေးတဲ့ကိုခင်ထွေးတဲ့ဒီနှစ်ကောင်ခဏငါမှားတယ်ဘာတော့ထမင်းစားဟင်းလာတာပဲကြုံလာတဲ့ဒီးရယ်ငပိရည်လားငပိရည်စားတာဘာဖြစ်လို့တို့တဘာဝတိုင်းဒီးရအုံနောက်ထဲမှာထည့်တာနော်စီဝါရီလောကတဲ့ကိုဝင်တော့မယ်ဆိုရင်ဟာဒီမျက်နှာလေးကိုအရင်ဆုံးပြုံးတတ်အောင်ကြိုးစားတကယ်ပြောလားစီဝါရီလောကတဲ့ကိုဝင်တော့မယ်ဆိုရင်ဟာဒီကိုအမူအရာနှုတ်အမူအရာနဲ့နော်မျက်နှာလေးကိုအရင်ဆုံးလေးပြုံးတတ်အောင်ကြိုးစားကျန်တာတွေဘာမှပရိကာကြီးသွားမစင်စားနဲ့ကိုတို့ကအမြဲတမ်းလက်ဆောင်ပေးတယ်နော်လက်ဆောင်ပေးတယ်ဆိုတော့ကိုတို့ဘဝအတွေ့အကြုံတွေကြီးပဲကိုတို့ကပေးတာကျန်တဲ့လူကိုတော့တိုက်ခိုက်တာတော့ငါတို့ကိုတို့မလုပ်တတ်ဘူးဒါကိုတို့ရဲ့တဘာဝဒါလည်းဖတ်တော့စားတယ်ကိုတို့ကတော့အရက်တော့ပြီးရင်အစာစားမှအစာမစားရင်တခါလဲကျော်ပရာသားကုမ္ပဏီကိုဖုန်းလာစားလိုက်တော့နော်ဟန်ဆောင်မစားတတ်ဘူးအဲ့ဟန်ဆောင်စားရမှာလေကိုတို့အသေးမုန်းတယ်
5 မိနစ်ပြည့်သွားလို့အားလုံးနှုတ်ဆက်တယ်နော်ဆိုတော့ကိုယ်တကယ်ချင်းမိတ်ဆွေစားပြီးကုန်ဒီမှာဆိုကိုတို့ဘောကလည်းတို့လည်းစားလိုက်မှာအားလုံးရှိတယ်